2000 FM, keeping you up to date with the latest news and current affairs from around the world. Stand by for the next program, broadcasting in Burmese. Radio 2000 98.5 FM Community Burmese Program. မြန်မာလူမျိုးစုမြန်မာအသံမှမြန်မာပိုင်းအစီအစဉ်များကိုထုတ်လွှင့်နေပါတယ်ရှင် Welcome to the Burmese Show, featuring news, interviews, music and community announcements. မြန်မာနဲ့ကမ္ဘာသတင်းများလူမျိုးစုကြောင်းများတွေ့ဆုံဆွေးနွေးခန်းများစသည်တို့ကိုစိတ်ဝင်စားဖွယ်ထုတ်လွှင့်တော့မှာဖြစ်လို့ကျမတို့နဲ့အတူနားတော်တာဆင်ကြရအောင်လားရှင် Radio 2000 98.5 FM Multicultural Radio. အခုနားဆင်နေရတာကတော့ Radio 2000 98.5 FM ရင်ကျေးမှုပေါင်းစုံနဲ့သက်ဆိုင်တဲ့ radio တစ်ခုပါပဲရှင်ဒီကနေ့ကောဇာတက္ကရာ1388ခုနှစ်သတင်းကျွလပြည့်နေ့ခရစ်တက္ကရာ2016ခုအောက်တိုဘာလ16ရက်တနင်္ဂနွေနေ့ဒီကနေ့အစည်းအဝေးများကိုတော့ကိုမြင့်တန်ကိုသက်ဦးနှင့်ကိုဟန်ဝင်းအောင်တို့မှစီစဉ်တင်ဆက်တော်မှာဖြစ်ပြီးအတန်ပိုင်းဆိုင်ရာကိုတော့ကျမဝဝထွန်းမှပါဝင်အဖြည့်ထားပါရရှင်FM Community Burmese Program. မြန်မာလူမျိုးစုမြန်မာအသံမှမြန်မာပိုင်းအစီအစဉ်များကိုထုတ်လွှင့်နေပါရရှင် Sydney
နီမြမအတန်ကိုအားပေးနာတော်ထားဆင်ကြတဲ့ပရိသတ်ကြီးများမင်္ဂလာပါရှင်ဒီနေ့ဗဟုသုတဖြစ်ဖွယ်ရာကဏ္ဍမှာကျမမေမြတ်သွဲတင်ပြချင်တာကတော့ Eros လို့အမည်ရတဲ့မြားနှမောင်နဲ့သူဤမိခင်ဖြစ်သူ Venus တို့အကြောင်းပါပဲရှင်ပူဇော်ရေးလလေကြီးစလိုက်ရှင်ရဲ့ချစ်ရများတွေဝင်စားငါတို့စိတ်လို့ရှာအောင်တွေ့ထုတ်ပြီးအနောက်နိုင်ငံမှာတော့လူတွေကမေးကြပါတယ် Cupid လို့ခေါ်တဲ့မြားနှမောင်ဟာနတ်ဖျားလားတဲ့တကယ်တော့သူဟာနတ်ဒီအမျိုးအစားတွေမှာမပါပေမဲ့အစစ်နှိမ်နဲ့အမျိုးအစားတွေမှာပါပါတယ်ရှင်အချို့ကလည်းမေးကြပါသေးတယ်မြားနှမောင်ဟာမွေးကလေးကမျက်စိကန်းနေသလားတဲ့သူမကန်းပါဘူးရှင်မျက်လုံးနဲ့မျက်နာကိုမမြင်ရအောင်ပဝါနဲ့စီးထားတာပါရှင်ကျမတို့ငငယ်ကမျက်စိကိုအဝတ်နဲ့စီးပြီးလိုက်တန်းပြေးတန်းကစားကြသလိုပေါ့ဒါပေမဲ့ဒါဟာအန်ဒီရရှိပါတယ်တခါတရံမှာမြားနှမောင်ဟာမျက်နာကိုပဝါနဲ့စီးပြီးမြားပြစ်တတ်ပါတယ်ရှင်မြားနှမောင်ဟာအစစ်နှိမ်နဲ့ဖျားဖြစ်တော်ငါလဲလူသားများထက်များစွာအားတန်တယ်လို့လည်းဆိုကြပါတယ်ရှင်ရှေးရိုးစန်တာဒန်ဒရာဤတွေ့မှာတော့ Cupid ဆိုတဲ့စကားဟာ Latin ကစကားလုံး Cupido ဆိုတဲ့စကားကဆင်းသက်လာပြီးအဓိပ္ပာယ်ကလိုရင်စန်တာဖြစ်ပါတယ်ရှင်သူ့ကို God of Desire, Erotic Love, Attraction and Affection လို့လည်းအမျိုးမျိုးခေါ်ကြပါတယ်ရှင်သူရဲ့မိခင်ဟာအချစ်နဲ့ဖျားမှာ Venus ဖြစ်ပြီးအဖေကတော့စစ်နဲ့ဖျား Mars တို့မှမွေးဖွားလာတယ်လို့လည်းဆိုကြပါတယ် Greece လူမျိုးများကတော့ Eros လို့ခေါ်ကြပြီးရှေးရိုးစံထားဂန်နရီအနုပညာမှာတော့မြားနှမောင်ကိုတိတိတွယ်တွယ်ခန္ဓာကိုယ်နဲ့ဖော်ပြထားပြီးသူ့မှာအတောင်တစုံရှိပါတယ်ရှင် Hellenes အချိန်ကာလများမှာတော့ဝဝဖိုင်းဖိုင်းကောင်လေးအနေနဲ့ဖော်ပြထားပါတယ်ရှင်သူ့မှာလေးနဲ့များပိုင်ဆိုင်ပြီးဓာတ်တွေဟာသူ့ရဲ့အဓိကစွဲအင်တွေပါရှင်အနုပညာများကဗျာဆရာများဝိထုရေးဆရာများကတော့မြားနှမောင်ရဲ့မြားတွေဟာအချစ်ရေးရာမှာဘလို့မှထိမ့်သိမ်းလို့မရနိုင်တဲ့မြားစိတ်တွေရှိပါတယ်လို့လည်းရေးသားဖွဲ့နှွဲ့ကြသေးပါတယ်ရှင်ခရစ်ယာန်ဘာသာချုံကပြန့်ပွားလာချိန်မှာတော့မြားနှမောင်ဟာလူလောကတွေမှာမကနတ်လောကမှာလူသူအများအချစ်ချင်းကိုခံရတဲ့သူလို့လည်းဆိုပါတယ်ရှင်ဒါကြောင့် Valentine နေ့များမှာဆိုသူမပါရင်မပြီးပါဘူးရှင်တချို့ကန်နဝေမြောက်အစာပေတွေမှာတော့ Cupid က3ဦးရှိပြီးသူ့မိခင် Venus ကလည်း3ဦးရှိကြောင်းဖော်ပြပါတယ်ရှင်အချို့ကလည်းသူ့မှာရွှေနဲ့ခဲများ2ချောင်းရှိပြီးအချို့ကလည်းသူ့မှာရွှေငွေနဲ့တန်များ3ချောင်းရှိကြောင်းရွှေများမှာပြည့်မိပါကဆေးပြန်ကူးလို့ရပြီးတန်များမှာပြည့်မိပါကကုရာနှတိဆေးမရှိလို့လည်းဆိုပါတယ်ရှင်15ရာစုနှစ်ကKing's Choir ကသူ့ရဲ့ကြပြမှာဆက်ဆိုထားပါတယ်ရှင် Cupid ခေါ်မြားနှမောင်ဟာပြားရည်ခိုးစားတဲ့ကောင်လေးစိုးလေးလို့လည်းပြောပါတယ်ရှင်သူဟာပြားတလက်ထဲကပြားရည်ခိုးစားတော့ပြားတုတ်ခံရတာပေါ့ရှင်ဒါနဲ့သူ့မိခင် Venus ဖြစ်သူကိုတွားတိုင်တယ်ပြားကောင်လေးတွေကဒီလောက်ငယ်ရဲ့သားနဲ့ဘာလို့အစိတ်အလောက်ပြင်းတက်လဲတဲ့သူ့မိခင် Venus ကဟာရေငါသားဟာလဲငယ်လေးနဲ့ချစ်သူတွေကိုချစ်အစိတ်များတက်စေတာပဲတဲ့ကွယ်အဲ့ဒါကြောင့်တခြင်းတွေကကြပြတွေက flower of youth sting of love as a deflowering နဲ့ honey as a secretion of love လို့ယူကအလင်ကအနေနဲ့တင်စားကြပါတယ်ရှင်
အချို့ကလည်း Cupid ပုံကိုပကြီးဒါမှမဟုတ်မော့ဆက်ကိုဆွဲကြရမှာ Dolphin ကိုခွစီနေတဲ့ပုံဆွဲကြပါတယ်ရှင်ရောမလူမျိုးတို့ယုံကြည်ချက်ကတော့ရေနက်ဖျား Neptune ရဲ့ပါဇက်ကရှေ့ဦးစွာ Cupid ထွက်လာပြီး Cupid နောက်မှာပင်လဲငှက်များနဲ့လက်ပိုင်းများထွက်လာတယ်လို့လည်းယုံကြည်ကြပါတယ်ရှင်မြားနဲ့မောင်လေးရဲ့နဲ့ပတ်သက်ပြီးအချို့သူများအထက်နှုတ်ခမ်းအရင်မှာအကွေးနှစ်ကွင်းထင်ရှားရှိနေတာကိုလည်းတွေ့ရပါလိမ့်မယ်အဲ့ဒါကို The Bow of Cupid လို့ Canary ပညာရှင်တွေကခေါ်ကြပါသေးတယ်ရှင်ကဘာအနောက်ဘက်ချမ်းမှာမြားနဲ့မောင်ရှိတယ်လို့ပဲကဘာအရှိချမ်းမှာလည်းမြားနဲ့မောင်ရှိပါတယ်ရှင်သူကိုတော့အရှိဖြားမှာကာမဒေဝလို့ခေါ်ပြီးသင် Tigrat ခေါ် Sanskrit မှာတော့ဒေဝနဂရီခေါ်ပြီးဟိန္ဒူနဲ့ဖျားအနေနဲ့ကတော့လူသားရဲ့အချစ်ဒါမှမဟုတ်စန္ဒာရမကလို့လည်းခေါ်ပါတယ်ရှင်သူဟာတောင်ဖြောင်းတဲ့လူရွယ်တဒန်းဆောင်ပြီးအတောင်တစုံပါပါတယ်ရှင်အသားအရေကတော့အစိမ်းရောင်ရှိပါတယ်ရှင်သူဟာစစ်သူရွေးဒါမှမဟုတ်အုံအောငှက်တစ်မျိုးကိုစီးပြီးသူ့မှာလက်နှစ်ဖက်ဒါမှမဟုတ်ရှစ်ဖက်ရှိပါတယ်တဲ့သူ့ရဲ့လေးဟာကြံကြောင်းနဲ့လှုပ်ထားပြီးလေးနဲ့ညှို့ကြိုးဟာပြားကောင်များနဲ့ကြိုးကျစ်ထားပါတယ်တဲ့ရှင်သူ့မှာမြား၅ချောင်းရှိပြီးမှွေးရနဲ့ထုံသင်းတဲ့ပန်းများနဲ့စီထားပါတယ်ရှင်ပန်း၅မျိုးကတော့1 Blue Lotus 2 Jasmine 3 အတုံး Mango Flower 4 Chamber 5 Cerisa တို့ပဲဖြစ်ပါတယ်ရှင် Eros တို့မဟုတ်ကာမဒေဝဟာလက်ပိုင်းကိုစီးတဲ့အခါမှာအနီရောင်အလံကိုကင်ဆွဲထားပါတယ်ရှင်သူ့သွားလေယာမှာကရှည်သင်းများပါလာပြီးအဖော်နဲ့ဒေဝများနဲ့ Aspera နဲ့များလည်းပါပါတယ်ရှင်ပူရဏကျမ်းခံတွေမှာတော့ကာမဒေဝမြားနဲ့မောင်ကိုပူဇော်ပသတဲ့အခါ Red Ashoka ခေါ် Saraka Indica အရွက်များနဲ့ပူဇော်ပသကြပါတယ်ရှင် Eros ခေါ်မြားနဲ့မောင်ကိုပူဇော်ပသတဲ့အစင်းစစ်လောက်ရက်ကိုတော့ရှေလျားလို့ဒီမှာမဖော်ပြတော့ပါဘူးရှင်ဆုပ်ရတဲ့မန်ဒီယာတွေကလည်း Eros ခေါ်နတ်ဖျားကိုပူဇော်ပသတဲ့အစင်းစစ်လောက်ရက်ကိုတော့ရှေလျားလို့ဒီမှာမဖော်ပြတော့ပါဘူးရှင်ဆုပ်ရတဲ့မန်ဒီယာတွေကလည်းတက္ကသဘာသာနဲ့ဖြစ်နေလို့ဖော်ပြရန်ခက်ခဲနေပါတယ်ရှင်ဒါပေမဲ့နားထောင်ကြည့်ရင်တော့ YouTube မှာနားထောင်နိုင်ပါတယ်ရှင်ဒီနေရာမှာစုံလင်းသိကျင်တယ်ဆိုရင် Tantra ပုံစံအနေနဲ့ဖော်ပြလို့ရပါတယ်ရှင်အဲ့ဒါကတော့၄ကွက်အင်းဖြစ်ပြီးဘလို့ပေါင်း34ကိန်း8ကနန်းသွားကြနေတာကတော့အံ့ဩစရာပါပဲရှင်အခုလိုမြန်းနဲ့မောင်နဲ့မိခင် Venus အကြောင်းအချိန်ပေးနာတောသားဆင်ကြတော့ BCPG တောသားရှင်အများအားလုံးကိုကျမနေမြတ်တွေကအထူးကျေးဇူးတင်ကြောင်းပြောကြားပါရစေရှင်နောက်အခွင့်ကြုံရင်လည်းဘ ဟုတုတများတင်ပြပေးပါပဲရှင်အားလုံးပဲတွေ့လိမ့်များနဲ့ကိုယ်စီသွားငါပြောပတ်သက်လို့ချစ်နေမလားဒီနေ့တော့ပြောင်းရရဲ့သူလည်းတဲ့မမိမလားဘယ်လိုလဲ Hey hey say so ညနေမောင်လေးနဲ့လို့ဒီနေ့ Hey hey say so ညနေမောင်လေးနဲ့လို့ဒီနေ့98.5 FM Community Burmese Program မြန်မာလူမျိုးစုမြန်မာအသံမှမြန်မာပိုင်းအစီအစဉ်များကိုထုတ်လွှင့်နေပါတယ်ရှင်မင်္ဂလာဆောင်မယ်ရင်ကျွတ်ကြမှာမင်္ဂလာဆောင်မယ်ရင်ကျွတ်ကြမှာမင်္ဂလာဆောင်ရအောင်ရင်ကျွတ်ကြမှာမင်္ဂလာဆောင်မယ်ရင်ကျွတ်ကြမှာမင်္ဂလာဆောင်မယ်ရင်ကျွတ်ကြမှာမင်္ဂလာဆောင်ရအောင်လူငယ်
ကြမယ် overseas ကတကယ်တွေရောဘိုးရင်ခါကဇလန်တွေထားခဲ့မယ်မင်္ဂလာဆောင်မှာလောင်ရှုံရအောင်ယာရီချင်းပြီးစွန်တော့ဖို့ရေးကြည့်တယ်စနေအင်းကရိုက်ရွေးနေတယ်မြန်မြန်ဆန်ဆန်လှရှားကောင်းလိမ့်မယ်အချိန်တွေအသိရှားလို့နေရင်ကြကြမှာမင်္ဂလာဆောင်မယ်ရင်ကြကြမှာမင်္ဂလာဆောင်မယ်ရင်ကြကြမှာမင်္ဂလာဆောင်ရအောင်ရင်ကြကြမှာမင်္ဂလာဆောင်မယ်ရင်ကြကြမှာမင်္ဂလာဆောင်မယ်ရင်ကြကြမှာမင်္ဂလာဆောင်ရအောင်ဘိုးရင်ခါကဇလန်တွေရှိလေခွေကိုကျင်နာတယောက်ထဲပါပဲယေနာဆိုတာစာပွားတဲ့တော့ရှိရဲ့ယေနာတွေကိုစာပွားရအောင်ယာလီချင်းပြီးစွန်တော့ဖို့ရေးကြည့်တယ်စနေအင်းကရဲ့နေနေနဲ့မြင်မြင်ဆန်းဆန်းလှရှားကောင်းလိမ့်မယ်အချိန်တွေအသိရှားလို့နေရင်ကြကြမှာမင်္ဂလာဆောင်မယ်ရင်ကြကြမှာမင်္ဂလာဆောင်မယ်ရင်ကြကြမှာမင်္ဂလာဆောင်ရအောင်ရင်ကြကြမှာမင်္ဂလာဆောင်မယ်ရင်ကြကြမှာမင်္ဂလာဆောင်မယ်ရင်ကြကြမှာမင်္ဂလာဆောင်ရအောင် Radio 2000 98.5 FM, Community Burmese program. Join us next Sunday from 1. နောက်ဆင်နေကြသောသောတာရှင်အပေါင်းကိုကျေးဇူးအထူးတင်ရှိပါရရှင်။နောက်တစ်ပတ်တနင်္ဂနွေနေ့လယ်တနာရီမှာပြန်လည်တွေ့ဆုံကြပါဦးမယ်။ လူကြီးကုန်ဖိတ်ကြမယ်